ဝိဆာရဲ့ခြေချောင်းတွေကတဖြည်းဖြည်းထူးဆန်းစွာပူးကပ်လာခဲ့တဲ့အချိန်နဲ့ကြာလာတာနဲ့သူမရဲ့ကိုယ်ပေါ်မှာငါးရဲ့အသက်ရှူအင်္ဂါလိုအဖုဖြစ်တွေပါပေါက်လာခဲ့တဲ့ဒီလိုအခြေအနေကိုမြင်တော့ဝိဆာကကြောက်လန့်ပြီးဆေးရုံကိုအမြန်ပြေးသွားခဲ့တယ်ဆရာဝန်ကစစ်ဆေးပြီးတော့ဒါဟာအရေးကြီးတဲ့ပြဿနာမဟုတ်တော့ဘူးလို့ပြောခဲ့ပေမဲ့တစ်ဖက်မှာတော့ဒီထူးဆန်းတဲ့အမှုကိုအထက်လူကြီးတွေထံလှုပ်ဝက်တင်ပြလိုက်တဲ့လူတွေကသူမကိုစမ်းသပ်မှုတွေလုပ်ကြတော့မယ်လို့ဝိဆာစိုးရိမ်လာခဲ့တယ်ဒါကြောင့်အချိန်မပြုံးတော့ပဲဆေးရုံကနေချက်ချင်းထွက်ပြေးသွားခဲ့တယ်အိမ်ပြန်ရောက်ပြီးနောက်ဝေရှရဲ့မျက်လုံးတွေကငါးမွေးကံပေါ်ကျရောက်သွားတယ်။အဲ့ဒီအချိန်မှာပဲငါးတွေကိုစားခြင်းနဲ့စိတ်ဆန္ဒပြင်းထန်စွာပေါ်လာခဲ့တယ်။သူမဟာကိုမထိန်ချုပ်နိုင်တော့ပဲငါးတွေကိုစတင်စားတော့ခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ကိုပါလုံးနေတာလဲဆိုတာသတိပြန်ဝင်လာခဲ့တယ်။ထိတ်လန့်သွားတဲ့ဝေဆကချက်ချင်းအန်ထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအတန်ကြာပြီးမွေးစားမိခင်ရောက်လာခဲ့တယ်။ဝေဆကကြောက်လန့်ပြီးအားလုံးကိုအိမ်သားထဲဆေးချလိုက်ကတက်တီအားလုံးဖျောက်ဖျက်လိုက်တယ်။ဒါပေမဲ့သူမရဲ့အပြုအမူတွေကတနေ့ထက်တနေ့ပိုပြီးထူးဆန်းလာခဲ့တယ်။အခုတော့ပင်လယ်စားအများကြီးရောထားတဲ့ရေကိုပဲတောက်နိုင်တော့တယ်။အပြင်အနီးနားကကြောင်တွေကလည်းသူမနောက်ကိုအမြဲလိုက်လာကြတယ်ဝိဆာရဲ့ခန္ဓာကိုယ်ကလျင်မြန်စွာပြောင်းလဲနေခဲ့တဲ့ဘိုက်ကလုတ်ကတဖြည်းဖြည်းပြောက်ကွယ်သွားပြီးခြေထောက်တွေမှာငါးရည်ပြားလိုအဖက်တွေပေါ်လာခဲ့တယ်။ဒီနေ့မှာတော့ကျောင်းရဲ့ခန္ဓာပေဒသင်ခန်းစာအတွင်းဆီယာမကငါးတကောင်ကိုခွဲစိတ်ပြသနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဝိဆာဟာထူးဆန်းတဲ့စာလောင်စိတ်ကိုထပ်မံခံစားလိုက်ရတဲ့အတန်းတွေကလူတွေအားလုံးထွက်သွားတာနဲ့သူမကငါးတကောင်လုံးကိုမြို့ချလိုက်တယ်။ကံမကောင်းစွာနဲ့ပဲကျောင်းသားတစ်ယောက်ကဒီမြင်ကွင်းကိုတွေ့မြင်သွားခဲ့တယ်။အခုတော့သူမရဲ့လှုပ်ဝက်ချက်ပေါ်ထွက်သွားမှာကိုဝိဆာပို့ပြီးကြောက်ရွံ့လာခဲ့တယ်။အချိန်နှဲငယ်ကြာပြီးနောက်မွေးစားမိဘတွေကဝိဆာကိုအမှန်တရားပြောပြခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကသူတို့ဟာပင်လယ်ကမ်းစပ်မှာဝိဆာကိုတွေ့ရှိခဲ့တာဖြစ်တယ်တကယ်တော့ဝိဆာဟာပင်လယ်နဲ့အောက်ကလှုပ်ဝက်ဆန်းကျင်တဲ့တရဝတစ်မျိုးနဲ့ဆက်နွယ်နေသူဖြစ်နေခဲ့တယ်ဒီအမှန်တရားကိုကြားလိုက်ရတဲ့အချိန်မှာဝက်စီရဲ့စိတ်နှလုံးဟာကြေကွဲသွားခဲ့တဲ့ဒေါသနဲ့ဝမ်းနည်းမှုကြောင့်အိမ်ကငါးမွေးကန်တဲ့ရှိငါးအားလုံးကိုစားပစ်လိုက်တယ်အဲ့ဒီနေ့မှာပဲသူမဟာတငယ်ချင်းနဲ့ပါတီတစ်ခုကိုတွားရောက်ခဲ့တယ်ရုတ်တရက်တငယ်ချင်းကရေကူးကန်နဲ့ပြုတ်ကျသွားခဲ့တယ်ဝိဆာကစဉ်းစားချိန်တောင်မယူဘဲရေထဲကိုချက်ချင်းခုန်ဆင်းပြီးကယ်တင်ဖို့တွားခဲ့တယ်ရေအောက်ရဲ့နှဆိုင်နဲ့အမောင်ထုကတော့သူမရဲ့အမြင်ကိုမတားဆီးနိုင်ခဲ့ဘူးဝိဇာဟာတငယ်ချင်းကိုအလွယ်တကူရှာတွေ့ပြီးအပြင်သို့ကယ်ထုတ်နိုင်ခဲ့တယ်။ဒါပေမဲ့နောက်တစ်နေ့မနက်မှာမျက်လုံးဖွင့်လိုက်တဲ့အချိန်ဝိဇာဟာထိတ်လန့်စွာရပ်တန့်သွားခဲ့တယ်။သူမရဲ့ခြေထောက်တွေဟာအီယာမငါးမြင့်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်တယ်။ဘလောက်ပဲစူးစမ်းခန္ဓာကိုယ်ကိုပုံမှန်အတိုင်းပြန်မဖြစ်နိုင်တော့ဘူး။အားအင်ကုန်ခန်းသွားတဲ့ဝိဇာဟာရေချိုးကန်စီသို့ရွေ့လှမ်းသွားခဲ့တယ်။သူမရဲ့ခန္ဓာကိုယ်ရေနဲ့ထိတွေ့လိုက်တဲ့ခဏမှာတော့ပထမဆုံးအကြိမ်စိတ်ငြိမ်သက်မှုကိုခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာဝိဇာနားလဲသွားခဲ့တယ်။သူမဟာလူသားတွေရဲ့ကဘာမှာဆက်မနေနိုင်တော့ဘူးဆိုတာကိုဒါကြောင့်သူမကတငယ်ချင်းကိုဖုံးဆက်ခေါ်လိုက်တဲ့ရောက်လာတဲ့တငယ်ချင်းကဒီမြင်ကွင်းကိုမြင်ပြီးအလွန်အံ့ဩသွားခဲ့ပေမဲ့ဝိဇာကိုမကောင်းဆိုးဝါးတကောင်လို့မမြင်ခဲ့ဘူးအစားသူမကိုအားပေးပြီးကားနဲ့ပင်လယ်ကမ်းဆက်စီခေါ်သွားခဲ့တယ်အဲ့ဒီကိုရောက်တဲ့အခါဝိဇာဟာမွေးစားမိဘတွေကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ခဲ့တယ်ပြီးတော့တငယ်ချင်းကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးနောက်ပင်လယ်နဲ့ရဲ့အနက်ရှိုင်းဆုံးအောက်ခြေထဲသို့တဖြည်းဖြည်းပြောက်ကွယ်သွားခဲ့တော့တယ်